ကဲတန်းဒါလေးကတော့စိတ်ဝင်စားစရာစကားလေးပေါ့ပြုတ်ချနေတဲ့ကြောက်တုံးကိုကောက်ပြီးသူ့ဟာသူနေတဲ့အပေါက်ထဲထိုးထည့်လိုက်ပါတယ်ကလေးမလေးကအပေါက်မြင်မနေနိုင်ပါဘူးထည့်ချင်တာပါအဲ့ချိန်ပေါက်ပိတ်သွားလို့နောက်တစ်ပေါက်ဖြစ်တဲ့ပါဇက်ထဲကနေရှိရှိမျိုးမျိုးကြီးထွက်လာပါတယ်လှုပ်ချောင်းပုံစံ insert လေးတစ်ခေါက်မှာနှလုံးခုန်ရင်လုံးဖြစ်မှာဆိုလို့ရှင်းပြလိုက်တယ်ပါအဲ့ချိန်သူ့မိကနောက်ကနေသမီးရဲ့အပေါက်လေးပိတ်တာတော်ပြီးပြန်ရအောင်ပြောလို့သမီးဖြစ်သူကမပြန်ချင်းနဲ့ပြန်လိုက်လာခဲ့ပါတယ်အဲ့ဒါကို insert ကထက်ချက်မကွာလိုက်ကြည့်နေပြီးအချိန်အခြေစိုက်စကန်တစ်ခုကိုပြန်ရောက်လာကယောက်ျားဖြစ်သူကမိန်းမကိုပဲတတရရကျူဆူလိုက်ပါတယ်သမီးကအပေါက်လိုက်ပိတ်နေလို့သဘောမကျတာထင်ပါရဲ့အအောင်လို့မဆုံးဘူးယောက်ျားဖြစ်သူကမိန်းမအတွက်အစီကန်လေးလည်းထားပြီးဒီဘက်ကပြောရရင်အကောင်ကြီးမိရှိပေါ့ကလေးမလေးကလည်းဒုတ်ချောင်းရင်းဆက်ပဲစိတ်ဝင်စားနေပြီအဲ့အချိန်ဒုတ်ချောင်းခေါ်ရနောက်နှစ်ခါမစင်းစားပဲလိုက်သွားပါတယ်သူတွေးလိုက်ရတာကပေါ်တယ်လိုအပေါက်ကြီးဖြစ်ပြီးဝင်သွားမဲ့အချိန်ကျမှအမေဖြစ်သူကထက်လန်းခေါ်ပါတယ်ပေါ်တယ်အပေါက်ပါခမတင်ပြီးတဲ့မီနဲ့ပိန်မလို့ထင်ပါတယ်သားမီနှစ်ယောက်လည်းအခြေစိုက်စကန်ကိုအတူတူပြန်လာပြီးအင်းဆက်ကအခုတီကိုမောင်ကြီးမပြန်နိုင်ပေါ့နောက်ရောက်တော့လေဒုတ်ချောင်းမြဆွေမှုကြောင့်အိမ်နိုင်ဖြစ်နေတဲ့ကလေးမလေးရှိကိုအင်းဆက်ကထက်ရောက်လာပါတယ်အဲ့အချိန်အင်းဆက်ကနေလူပူလေးပုံစံပြောင်းသွားပြီးဝင်ကဘာတဲ့ကိုခေါ်လာပါတယ်တက်စုဖို့ဆိုနှစ်ခါခေါ်စရာမလိုတဲ့သူမလည်းပါလာတာပေါ့ပြောနေကြတယ်ဆိုပြီးလေကားတဲ့အတိုင်းအောက်ကိုဆင်းလာတဲ့အခါမမကိုချစ်မိလို့ဂျူထွက်လာတဲ့ဘဲနဲ့စတွေ့ပါတယ်ဒီဘဲကသူ့ကိုသူနွားမလို့ပန်လို့ခေါ်ပြီးအပေါက်ပိတ်တဲ့ကလေးမလေးကတော့မင်းသမီးလေးဖြစ်ကြောင်းပြောပါတယ်အဲ့ဒါနဲ့ဒီဘဲကသူ့ဆောင်းရလေးအပြေးဝပြန်ရဖို့အလုပ်သုံးခုပြီးဖို့လိုပါတယ်သူကြည့်တော့ဦးနာကျိုးတန်းပြီးမယ်ကောင်းတော့ခိုင်းတတ်တယ်မြန်မာနိုင်ငံမှာဆိုကုမ္ပဏီကောင်းထောင်လို့ရတယ်ကလေးမလေးကိုစောင်းတုပ်လွှဲပေးပြီးသူကဖွင့်ကြည့်တဲ့အခါစာမျက်နှာသူမချစ်လို့ပါပဲပြောင်ကြီးပဲပေါ့ကလေးမလေးလည်းအိမ်ပြန်ရောက်တော့စောင်းဖွင့်ကြည့်ပြီးထိကြည့်လိုက်တဲ့အခါမျိုးတစ်ခုပေါ်လာပြီးသူကအဲ့ဒီတိုင်းလိုက်လို့ပါတော့တယ်ပထမဆုံးအပေါက်ကိုတွေးလို့မပိတ်ပဲချွတ်ဆရာရှိတဲ့ချွတ်ပြီးတန်းဝင်သွားပါတယ်အကောင်မျိုးစုံကလည်းရှိနေပြီသူပထမဆုံးတွေးလိုက်ရတာက